တခဲနဲ့မေးဝဲလာတော့ထညက်ခဲများလေတခဲနဲ့နေသည် ဟဲ့ဆန္ဒဝင်မင်းကဘာအဓိပ္ပာယ်ရေးနေရလဲအဲ့လိုအဓိပ္ပာယ်မှမဟုတ်တာတခဲနဲ့ဆိုရဟာပြန်ပြေးရေးနောက်တစ်ခုပြော ဆရာဗလဲဆရာမဒီစာမရတော့ကျန်တော်များကိုစရိုက်ပါတော့ဒီ ဆန္ဒဝင် ဇရိုက်ဆိုတာအဲ့လိုစရိုက်တာကိုပြောတာမဟုတ်ဘူးဟဲ့ဇရိုက်ကိုပြောတာဟောနေဟာလေးတလွဲကြီးပဲပြန်ရေးအဲ့ဟာတွေပေါ့နော် လေ ပြော ဟာတမီးကိုကြောက်မှာတမီးရုပ်ကြီးနေဗါလဲလိမ့်ဆန်တမီးအင်ကြီးနဲ့လိမ့်ဆန်ပုံနေနဲ့တွဲပြီးတော့လှုပ်ထားကြရှင်းနေရောခွေးရောကြောင်နေရောတမီးကအဲ့လိုမဖြစ်ရှင်တလိမ့်ဆန်မဖြစ်ရှင်တမီးကဘာပြီးတော့မှပဲဖြစ်ရှင်တော့သူတို့တွေက ဩဆန္ဒဝင်ရဲ့သူတို့ကသမီးကိုချစ်လို့စတာနော်ငါသမီးလေးကိုချစ်လို့ဆိုပြီးတော့သူတို့အဲ့လိုလေးလုပ်ပေးထားကြလေသမီးကလည်း ဟုတ်တမီးကလိမ့်ဆန်မှာမဟုတ်ဘူးတော့တမီးကဘာပြီးရုပ်ပဲလေဘာပြီးရုပ်ကြောက်သူကမလုံးပေးဘူး ဆန္ဒဝင်လောက်ပါရေးဆက်ချက်ရေးစမ်းမှာနေလေစကားတော်များတာပဲ သူတို့ကအဲ့လိုတမီးကိုဗါလဲလိမ့်ဆန်နေနဲ့လိမ့်ဆန်ပုံနေနဲ့ရှောက်ပြီးလှုပ်ထားတမီးအကြောင်းမသွားရှင်တော့ ဆန္ဒဝင်ရဲ့နေလေအကြောင်းပြချက်တွေကြီးပဲဘာဖြစ်တယ်နင့်တရိတ်ဆန်နေနဲ့နှိုင်းတော့ခါကြနေဘာနင့်တရိတ်ဆန်နဲ့နှိုင်းလို့နေမကြိုက်ဘူးနေဘာပြီးရုပ်လေးပဲဖြစ်နေတယ်နေကလူလိုပြောလို့ရှိရင်နားထောင်လို့လားဟဲ့နားကနားလေလို့လားမိဘကောင်းကောင်းမသမီးဒါလေးလို့ဆိုနေလောက်လားနေကလေနင့်ဒုတ်ပြမနေကလောက်တာလေအဲ့ကြောင့်နင့်တရိတ်ဆန်နဲ့နှိုင်းတာပြောတော့နေအောင်နေသေးရဲ့သွားလောက်ဟိုကြောင်းတက်ချင်တဲ့ငါ့ကိုကြောင်းတက်ချင်လာပေးနေဆန္ဒဝင်လို့ဆက်ချက်လို့ နေဟာလေးတလွဲနေကြီးပဲပြန်လောက်စားနေကုန်လုံး